မင်္ဂလာပါရှင်ဘဝမှာငွေကြေးကိစ္စတွေအဆင်မပြေဖြစ်ပြီးလက်ပိတ်နေတယ်လို့ခန်းစားနေရပါသလားအလုပ်တွေဘလောက်ပဲကြိုးစားအဖက်မတန်ပဲဖြစ်နေတာမျိုးပေါ့ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရွှေရခင်ကလေးကယုံကြည်ကျင့်သုံးလာခဲ့တဲ့အလွန်ရိုးရှင်းပြီးထိရောက်တဲ့အောင်တပြေးရရလေးကိုမျှဝေပေးချင်ပါတယ်နှစ်ပြုလုပ်ပုံအစဉ်စဉ်ဒီရရအတွက်လိုအပ်တာတွေကတော့ဘယ်နေရာမှာမဆိုအလွဲတကူဝယ်လို့ရတဲ့အောင်တပြေး9ခန့်နဲ့ဖန်ခွက်အကြီးတစ်လုံးပဲဖြစ်ပါတယ်ပြုလုပ်ရမယ့်အစဉ်စဉ်ကတော့ပထမဦးဆုံးမိမိရဲ့မွေးနေ့မနက်ခင်းမှာပဲဖြစ်ဖြစ်တနင်္ဂနွေနေ့မနက်ခင်းမှာပဲဖြစ်ဖြစ်အောင်တပြေ9ခတ်ကိုအစဉ်သင့်ပြင်ထားပါပြီးရင်ဖန်ခွက်အကြီးသေးကိုတန်ရှင်းနဲ့ရေးလေးဖြည့်လိုက်ပါအဲ့ဒီရေးသေးကိုအောင်တပြေ9ခတ်ကိုတည်တည်တက်တက်လက်ပလေးထူလိုက်ပါအဲ့ဒီနောက်မိမိလိုအိမ်ကဖျားစင်မှာဖျားတပြေလိုဤစီးပွားလက်ပလာပါများအောင်တပြေလိုအမြဲလန်းဆန်းပြီးအောင်မြင်မှုတွေရရှိပါစေလို့စိတ်ထဲကနေရည်စူးဆူတောင်းပြီးကတ်လူပူဇော်လက်ယုံမှာပဲ3ရရယာဤကောင်းကျိုးအောင်တပြေဆိုတာနာမေကိုကအောင်မြင်ခြင်းကိုကိုစားပြုတာပါအောင်တပြေရဲ့စိမ့်လန့်မှုကတင်းရဲ့အင်ကေဟာကိုအေးချမ်းစေသလိုလက်ပိတ်ညီတဲ့အငင်းအစိုးတွေကိုလည်းဖေရှားပေးနိုင်စွမ်းရှိတယ်လို့ယုံကြည်ကြပါတယ်စိတ်ကြည်တဲ့အေးချမ်းတဲ့အခါငွေဝင်မဲ့လမ်းကြောင်းတွေအခွင့်လမ်းကောင်းတွေဟာတစ်စီကိုအလိုလိုရောက်ရှိလာပါလိမ့်မယ်ဒါပေမဲ့အရေးကြီးဆုံးတစ်ချက်ကိုမမေ့ပါနဲ့ရရယာဆိုတာကံတရားကိုအထောက်ပံ့ပေးရုံသာဖြစ်ပါတယ်မိမိကိုယ်တိုင်ကလည်းကံဉာဏ်ဝိရိယကိုအသုံးချပြီးအလုပ်ကိုစ조사အားထုတ်ရပါမယ်အလုပ်လဲစ조사ရရယာလဲလုပ်စိတ်ထောက်လဲကောင်းပြီဆိုရင်တော့ခမည်းတော်ရှန်တို့စီကိုငွေကြီးလက်ပလာပါတွေမလွဲမသွေရောက်ရှိလာမှာအတိအချပါပဲအားလုံးပဲစီးပွားလက်ပလာပါများဒီရေအလားတိုးတက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်